ရီခါကခူဆာနာဘဲစီမှာစစ်ဆေးခံနေရပြီးခူဆာနာဘဲကရီခါရဲ့အဖွဲနဲ့ပူးပေါင်းထားတဲ့အရှင်သခင်ကရဲခန်းကိုအသုံးပြုနိုင်လားမျက်နှာဖုံးဗတ်နှံကောင်ကိုထိန်းချုပ်နိုင်လဲနဲ့ပြည်ပြည့်စုံတဲ့အရှင်သခင်ဖြစ်ဖို့ကိုစိတ်ဝင်စားလားဆိုတဲ့မေးခွန်းတွေကိုမေးနေခဲ့ကရီခါကလည်းယူရှိတာကပြည်ပြည့်စုံတဲ့အရှင်သခင်ဖြစ်ဖို့ကိုစိတ်မဝင်စားကြောင်းနဲ့ရဲခန်းကိုလည်းအသုံးမပြုနိုင်ဘူးလို့ပြန်ပြောပြလိုက်ပါတယ်ခူဆာနာဘဲကရီခါရဲ့အဖြေကိုမယုံကြည်ပေမဲ့ရီခါကအရန်တည်ငြိမ်နေတဲ့အကြောင်းစဉ်းစားရခက်နေပြီးရီခါကတော့ယူရှိတာအကြောင်းပြောပြပြီးယူရီအကြောင်းကိုဖုံးကွယ်ထားရမယ်လို့တွေးနေခဲ့ကထိုအချိန်ရုတ်တရက်ခူဆာနာဘဲစီကိုဖုံးဝင်လာပါတယ်ခူဆာနာဘဲကရီခါကိုသူ့အတက်က18နှစ်လို့ပြောထားပေမဲ့ဖုံပြောတဲ့အတန်ကအဖွားကြီးအတန်ပေါက်နေရကြောင်းရီခါကဘာလဲဟာလို့စဉ်းစားနေပြီးဖုံထဲကငမွေးဖြူမျက်နှာဖုံးကစနိုက်ပါမျက်နှာဖုံးကိုလုံးချန်တာမအောင်မြင်တဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာတော့ရီခါကအံ့ဩသွားပြီးအဲ့ဒါကိုလည်းခူဆာနာဘဲကတတိထားမိလိုက်ပါတယ်ဖုံပြောပြီးရဲ့အခါမှာတော့ခူဆာနာဘဲကစနိုက်ပါမျက်နှာဖုံးအကြောင်းရီခါကိုမေးလိုက်ပေမဲ့ရီခါကကောင်းကောင်းမဖြေတာကြောင့်ခူဆာနာဘဲကစနိုက်ပါမျက်နှာဖုံးကိုသူကိုယ်တိုင်မျက်နှာဖုံးကောင်ဖြစ်အောင်ပြောင်းခဲ့တာလို့ပြောပြလိုက်ပြီးရီခါရဲ့စိတ်ကိုထိန်းချုပ်ဖို့လုပ်လိုက်ပါတယ်အဲ့ဒါကိုတီးတဲ့ရီခါကခေါင်းကိုမြေကြီးနဲ့စောင့်ပြီးစိတ်ကိုတင်းငြိမ်အောင်ပြန်လုပ်လိုက်ခါခူဆာနာဘဲကိုလည်းမင်းကအလုပ်မျိုးကောင်မျိုးကိုမှမျက်နှာဖုံးကောင်ဆွမ်းအားနဲ့ရိုက်ဖယ်တနက်ကိုပေးလိုက်တာအမားကြီးမားတာပဲလို့ပြန်ပြောလိုက်ပြီးမင်းတို့တစ်ဖွဲ့လုံးကိုသူတယောက်တည်းနဲ့တည်းအပြတ်ရှင်းပြနိုင်တယ်လို့ပြန်ပြောလိုက်ခါစိတ်ထဲမှာတော့စနိုက်ပါကောင်နဲ့ခူဆာနာဘဲကိုအာယုံလွှဲနိုင်လိုက်တာကြောင့်ယူရီနဲ့ယူရှိတာအကြောင်းကိုဖုံးကွယ်နိုင်လိုက်ပြီလို့တွေးရင်ရီခါကတတိလက်သွားပါတယ်စနိုက်ပါမျက်နှာဖုံးကရီခါတစားကန်အနေနဲ့ဖမ်းခံထားရတာကိုအခုမှသိလိုက်တာကြောင့်အံ့ဩသွားပေမဲ့ရီခါကအခြေအနေအားလုံးကိုထိန်းချုပ်နိုင်မှာပါလို့ဆိုကဒါပေမဲ့အခြေအနေမကောင်းသေးတာကြောင့်ရီခါကိုသူတို့ပဲတွားခဲ့ရမယ်လို့ခူအုံးကိုပြောလိုက်ပါတယ်ထိုအချိန်စနိုက်ပါကောင်ရဲ့မျက်နှာဖုံးကတဖြည်းဖြည်းနဲ့ချိုးရင်းလာတဲ့အကြောင်းမျက်နှာဖုံးကရှော့ဖြစ်သွားပြီးစနိုက်ပါကောင်ကဒူးထုတ်ကျသွားပါတယ်အခုလိုဖြစ်တာကချိုးရင်းဆက်ရှိတဲ့မျက်နှာဖုံးကောင်တွေကိုဖျက်ဆီးဖို့အတွက်လားမာယူကိုလည်းဒီလိုမျိုးခံစားခဲ့ရမယ်ထင်တယ်လို့စနိုက်ပါမျက်နှာဖုံးကောင်ကပြောလိုက်ပြီးအခုချိန်မှာတော့သူ့ရဲ့စိတ်ကိုထိန်းချုပ်နိုင်သေးပေမဲ့အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တယ်လို့ခူအုံးကိုပြောပြလိုက်ပါတယ်ခူအုံးကလည်းစနိုက်ပါမျက်နှာဖုံးကိုစိတ်ပူနေပေမဲ့သူ့ရဲ့အစွမ်းနဲ့ဆိုစနိုက်ပါကောင်တတိလစ်နေတဲ့အချိန်မှာမှစိတ်ချင်းဆက်သွယ်ပြီးကူညီနိုင်မှာလို့ပြောလိုက်ပါတယ်ထူဆန်းတဲ့ကဘာကြီးမှာလည်းလက်တစ်ကဘာကနီးသူမိုးရိကရွာနေပြီးအာဟိုဟာရာကဒီကဘာကြီးမှာအရှင်သခင်အဖြစ်ရွေးချယ်ခံထားရတဲ့သူတွေကိုလိုက်တက်နေတဲ့တကယ်နဲ့ဆိုးအဖွဲ့ကရှိတယ်လို့ဆိုကသူကအဲ့ဒီအဖွဲ့ကိုပြန်အနိုင်ယူချင်တာကြောင့်ယူရီကိုသူနဲ့ပူးပေါင်းဖို့တောင်းဆိုလိုက်ပါတယ်ယူရီကလည်းသူတို့အားလုံးရဲ့ရန်သူကအတူတူပဲဖြစ်နေရကြောင်းပူးပေါင်းဖို့ကိုဆုံးဖြတ်လိုက်ပြီးဒါပေမဲ့သူ့ရဲ့အဖွဲ့မှာကအဖိုးကြီးတယောက်နဲ့တိတ်ပြီးအားကိုးလို့မရတဲ့သူတွေပဲရှိနေရကြောင်းအင်အားကြီးအဖွဲ့ကိုဘယ်လိုပြန်တိုက်ရမလဲလို့စဉ်းစားရင်းစိတ်ညစ်နေပါတယ်ထိုအချိန်မာယူခိုစီကိုခုံးကဖုန်းခေါ်လာပြီးစနိုက်ပါမျက်နှာဖုံးရဲ့ပြဿနာကိုပြောပြလိုက်ခါယူရီနဲ့အတူသူ့စီကိုအမြန်လာဖို့ပြောလိုက်ပါတယ်အဲဒါကြောင့်ယူရီကအာဟိုဟာရာကိုချင်းချောက်ပြီးရန်သူအခြေအနေကိုစောင့်ကြည့်ဖို့မှာခဲ့ကမာယူကိုနဲ့အတူခုံးစီကိုထွက်သွားပါတယ်ကြံခဲ့တဲ့အာဟိုဟာရာကယူရီသူ့ကိုအမြဲချင်းချောက်ပြီးဆက်ဆက်နေရကြောင်းယူရီကိုကြောက်ဖို့ကောင်းတယ်လို့ပြောနေပြီးဦးဇူခီကတော့ယူရီကကြောက်ဖို့ကောင်းပေမဲ့ယူရီစီကရတဲ့အနှွေးတက်ကသူ့အမေစီကရတဲ့အနှွေးတက်နဲ့တူတယ်လို့ပြောပြလိုက်ပါတယ်ဒီလိုနဲ့ခဏကြာမှာတော့စနိုက်ပါမျက်နှာဖုံးကယူရီနဲ့တယောက်တည်းတွေ့ချင်တယ်လို့ဆိုတာကြောင့်ယူရီကစနိုက်ပါမျက်နှာဖုံးရှိတဲ့အခန်းထဲကိုရောက်လာပါတယ်စနိုက်ပါမျက်နှာဖုံးကဒီလိုဂျပန်ရိုးရအခန်းကနေမိုးရနေရကိုကြည့်ရတာအရမ်းမိုက်တယ်လို့ပြောနေပြီးယူရီကတော့အရင်ကပြဿနာတွေဖြစ်ခဲ့တာနဲ့ရိုင်းပြမိခဲ့တာတွေအတွက်တောင်းပန်ပါတယ်လို့စနိုက်ပါမျက်နှာဖုံးကိုပြောလိုက်ပါတယ်ထိုအခါစနိုက်ပါမျက်နှာဖုံးကယူရီကိုရင်းရင်းကြီးကြီးပြောတာကမင်းနဲ့မလိုက်ဖက်ဘူးလို့ပြန်ပြောလိုက်ပြီးယူရီပုံပါတဲ့ postcard ကလေးကိုပြလိုက်ပါတယ်ယူရီက postcard ကိုကြည့်ရင်သူ့ကိုဟာဆိုတာမှတ်မိသွားပြီးစနိုက်ပါမျက်နှာဖုံးကိုရှင်ဘသူလဲလို့ရှောက်អော်နေရကြောင်းစနိုက်ပါမျက်နှာဖုံးကငါလည်းအဲ့ဒါပဲသိချင်နေရလို့ဆိုကငါအထင်တော့မင်းကိုရဲ့တငယ်ချင်းဖြစ်နိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်စနိုက်ပါမျက်နှာဖုံးကသူ့မျက်နှာကိုကြီးကြီးမလားလို့ယူရီကိုပြောလိုက်ပြီးမင်းကိုရဲ့အတီးဆိုရင်မှတ်မိကောင်မှတ်မိနိုင်မှာလို့ပြောလိုက်ပါတယ်ထိုအခါယူရီကအစဉ်ပြေရင်ကြီးချင်ပါတယ်လို့ပြောလိုက်ပြီးစနိုက်ပါကောင်ရဲ့မျက်နှာကိုကြည့်လိုက်တဲ့အခါမှာတော့မျက်နှာကအရန်ချောနေရကြောင်းယူရီကအံ့ဩသွားပါတယ်ဒါပေမဲ့ယူရီကစနိုက်ပါကောင်ကိုမမြင်ဘူးလို့ဆိုကဘာလို့လဲဆိုတော့ရှင်းရဲ့ဘဲဘဲမျက်လုံးအောက်မှာရှိတဲ့အမာရွက်ကအရင်ကတွေ့ဘူးမဲ့ဆိုရင်မှတ်မိနေမှာလို့ပြန်ပြောလိုက်ပါတယ်စနိုက်ပါကောင်ကယူရီသူ့ကိုမသိရကြောင်းမင်းကိုနဲ့ပဲတိုက်ရိုက်မေးကြည့်ရတော့မှာပဲလို့ပြောရင်မျက်နှာဖုံးနဲ့အုတ်ထုပ်ကိုပြန်ဝင်လိုက်တဲ့အခါယူရီကစနိုက်ပါကောင်ရဲ့အုတ်ထုပ်ကိုတွေ့တာပြီးသူ့ကိုလည်းအဲ့လိုမျိုးအုတ်ထုပ်ဆောင်းတာတွေ့ဘူးတယ်လို့ပြောပြလိုက်ပါတယ်ပြီးတော့ယူရီကသူ့ကိုပြောခဲ့ဘူးတဲ့ဒီလိုမျိုးအုတ်ထုပ်မျိုးကိုဆောင်းတာကသူလေးစားရတဲ့သူတယောက်နဲ့တူကျင်တာကြောင့်လို့ဆိုတဲ့ရီကပြောခဲ့တဲ့စကားကိုပါထပ်ပြောပြလိုက်ပါတယ်စနိုက်ပါကောင်ကသူလေးစားရတဲ့သူတယောက်ဆိုတဲ့စကားကိုစဉ်းစားနေချိန်ရုတ်တရက်ဆင်စတန်ကထားပေါက်လာတာကြောင့်ဆက်ဆင်စားလို့မရတော့ပဲသူ့ကိုကူညီဖို့အတွက်ခွန်းနဲ့မာယူကိုခေါ်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့ယူရီကခွန်းနဲ့မာယူကိုစီကိုရောက်လာကစနိုက်ပါမျက်နှာဖုံးကခေါ်ခိုင်းလိုက်တဲ့အကြောင်းကိုပြောပြလိုက်ပြီးခွန်းကဓာမျက်နှာဖုံးကောင်စီကရလာတဲ့ဖုန်းကိုယူရီကိုပေးလိုက်ခါမာယူကိုကလည်းယိုရှိတာရဲ့အဖွဲ့နဲ့ဖုန်းပြောဖို့ရှိရာကြောင့်သူ့ရဲ့ဖုန်းကိုယူရီစီကိုပေးလိုက်ပြီးခွန်းနဲ့စနိုက်ပါမျက်နှာဖုံးစီကိုထွက်သွားပါတယ်တစ်ဖက်အဆောက်အဦမှာတော့ရန်သူဘက်ကစောင့်ကြည့်ရေးမျက်နှာဖုံးတစ်ကောင်ကယူရီရှိတဲ့အ
စာအုပ်ကိုစောင့်ကြည့်နေပြီးသူကစောင့်ကြည့်ရင်မျက်နှာဖုံးကောင်ဆိုပေမဲ့အခွင့်အရေးရရင်ယူရီအဖွဲ့တွေကစနိုက်ပါကောင်ထက်တမ်းမာတဲ့သူတယောက်ကိုလည်းရှင်းခဲ့ရမယ်ဆိုတဲ့အာရီခါဝါရဲ့ပြောစကားကိုလည်းပြန်ကြားရောက်နေပါတယ်။ခွန်နဲ့မာရီကိုကစနိုက်ပါကောင်ကိုကူညီဖို့အတွက်စိတ်ချင်းဆက်သွယ်ပြီးစနိုက်ပါကောင်ရဲ့အတွင်းစိတ်ထဲကိုဝင်သွားပါတယ်။အတွင်းစိတ်ထဲမှာတော့ပတ်ဝန်းကျင်ကတာမန်ကဘာကအတိုင်းဖြစ်နေပြီးမာရီကိုရဲ့ system ကိုလည်းတွေးလိုက်ရတာကြောင့်မာရီကိုကအံ့ဩနေပေမဲ့ system ကတော့ခွန်နဲ့မာရီကိုကူညီဖို့အတွက်ရှိနေရလို့ပြောပြလိုက်ပါတယ်။ခွန်နဲ့မာရီကိုကဖြစ်နေတာတွေကိုဘာမှနားမလည်ဖြစ်နေပြီးမာရီကိုရဲ့ system ကစနိုက်ပါကောင်ရဲ့ system ကိုအချိန်မီမရှာနိုင်ရင်စနိုက်ပါကောင်ကိုကယ်တင်နိုင်မှာမဟုတ်ဘူးလို့ပြောပြလိုက်တဲ့အခါခွန်ကစနိုက်ပါကောင်ကိုကယ်တင်ရမယ်ဆိုပြီးစိတ်ကိုတည်ငြိမ်အောင်ထားလိုက်တာကြောင့်တခုခုကိုခံစားမိတော့ပါတယ်။ဒီလိုနဲ့စနိုက်ပါကောင်ရဲ့ system ရှိတဲ့နေရာကိုထွက်လာကြပြီးလမ်းမှာတော့မာရီကိုရဲ့ system ကဒီနေရာဟာစနိုက်ပါကောင်ရဲ့ငယ်ဘဝမှတ်ဉာဏ်လို့ပြောပြနေပါတယ်။ထိုအချိန်ကောင်လေးတယောက်ကရုတ်တရက်ထွက်လာတာကြောင့်မာရီကိုကတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပြီးခွန်ကတော့အဲ့ဒီပုံစံကတယောက်ယောက်နဲ့တူနေတယ်လို့ဆိုကစနိုက်ပါလူကြီးလားလို့မေးလိုက်ပါတယ်။ကောင်လေးကဟုတ်တယ်လို့ဆိုတာကြောင့်ခွန်ကစနိုက်ပါလူကြီးရဲ့မျက်နှာကိုမကြည့်ဘူးလို့ပြောရင်ရှက်နေပြီးကောင်လေးကတော့အားလုံးကိုကူညီပေးရကြောင်းကျေးဇူးတင်ပါတယ်လို့ဆိုကစနိုက်ပါကောင်ရဲ့ system ရှိတဲ့နေရာကိုခေါ်သွားပါတယ်။စနိုက်ပါကောင်ရဲ့ system ဘေးမှာတော့ကလေးရွယ်ရီခါကရှိနေပြီးရီခါကခွန်တို့ရောက်လာတဲ့အခါမှာတော့ကောင်လေးကိုယူချန်လို့ခေါ်လိုက်ပါတယ်။ထိုအခါကောင်လေးကမှတ်ဉာဏ်အချို့ကိုပြန်မှတ်မိသွားပြီးသူ့ကိုယူချန်နဲ့မာကိုတိုလို့လည်းခေါ်ခဲ့ဘူးတယ်လို့ဆိုကသူ့ရဲ့နာမည်ကိုပြန်မှတ်မိသွားပြီးအားလုံးကလည်းအဲ့ဒါကိုအံ့ဩနေပါတယ်။ခွန်ကသူ့ရဲ့စွမ်းအားကိုထုတ်ပြီးမာကိုတိုရဲ့ system ကိုပြည့်ပြင်ဖို့အတွက်အရှိကိုထွက်သွားတဲ့အခါ system ကခွန်ကိုတနက်နဲ့ပြန်ချိန်ထားလိုက်ပေမဲ့ခွန်ကမာရီကိုကယ်တင်ခဲ့တဲ့အချိန်ကထက်ပိုပြီးတန်မာနေရကြောင်း program ကိုပြည့်ပြင်နိုင်လိုက်ပါတယ်။ခွန်ကလူသားတွေကိုတက်ဖြတ်ခြင်းစိတ်နဲ့အမိတ်ပေးတဲ့နေကိုမကြားရတော့အောင်လုပ်နိုင်ခဲ့တယ်လို့ဆိုကအဲ့ဒါကြောင့်လူသားတွေကိုကြည်နိုင်သွားပေမဲ့ကိုတက်တဲ့ဖို့အမိန့်ကရှိနေတရားကြောင့်မျက်နှာဖုံးကိုဝစ်ပြီးဂယူးဆိုင်ပါလို့မာကိုတိုကိုပြောပြလိုက်ပါတယ်။ပြီးတော့ခွန်ကမှတ်ညံ့နေအကုန်လုံးကိုပြန်ရဖို့ဆိုနည်းနည်းလောက်ထပ်ဆောင်ရအောင်မယ်လို့ပြောပြနေတဲ့အချိန်စွမ်းအားတွေကအများကြီးတုံးထားတာကြောင့်အနောက်ကိုလဲကျသွားပြီးမာကိုတိုရဲ့မှတ်ညံ့တဲ့ကနေအပြင်ကိုပြန်ရောက်လာပါတယ်။တစ်ဖက်မှာတော့အဖိုးကြီးကယူရီရဲ့တနက်ကိုပြင်ပေးနေပြီးယူရီကအဖိုးကြီးကိုတနက်ကောင်းကောင်းပြင်တတ်တာလားလို့မေးလိုက်တဲ့အခါအဖိုးကြီးကစက်ပစ္စည်းဝန်ထမ်းလို့ပြောပြလိုက်ပြီးဥဇူကီကလည်းသူကတနက်ခင်းကြီးအများကြီးဆော့တာကြောင့်တနက်အကြောင်းကိုသိတယ်လို့ဆိုကအဲ့တနက်ကခဏခဏကြီးညက်တတ်တယ်မလားလို့ပြောလိုက်ပြီးကြီးမညံ့အောင်ပြရတဲ့နီးကိုပြောပြနေပါတယ်။ထိုအချိန်မိန်းကလေးတယောက်ရဲ့အော်တန်ကိုကြားလိုက်တာကြောင့်ယူရီကသူ့သွားခဲ့မယ်လို့ဆိုတဲ့အခါအာအိုဟာရာကယူရီတယောက်ထဲသွားမှကိုစိတ်ပူနေပေမဲ့ယူရီကအာအိုဟာရာကိုဒီအစာအုပ်ကိုပဲစောင့်ကြည့်ပေးဖို့မှာပြီးထွက်သွားပါတယ်။ယူရီကအော်တန်ကြားလိုက်တဲ့နေရာကိုသွားနေပြီးကြောက်လန့်တကြားအော်နေတဲ့မိန်းကလေးကိုလည်းခဏအားတင်းထားလို့ဆိုကသူလာခဲ့မယ်လို့စိတ်ထဲကနေပြောနေပါတယ်။ဒါပေမဲ့ယူရီရောက်သွားတဲ့အခါမှာတော့ကောင်မလေးကအသက်ခံနေရပြီပဲဖြစ်ခါထူးဆန်းတဲ့မျက်နှာဖုံးကောင်၄ကောင်ကလည်းယူရီကိုတိုက်ခိုက်ဖို့လုပ်နေပါတယ်။ယူရီကသူ့စီကိုပြေးဝင်လာတဲ့ဒိုင်းကမျက်နှာဖုံးကောင်ကိုခန္ဓာကိုယ်နဲ့ပြန်တိုက်လိုက်ပြီးချက်ချင်းရှင်းပစ်လိုက်ခါနောက်ထပ်မျက်နှာဖုံးကောင်တွေကိုလည်းဗဇက်မှတ်ပါတဲ့မျက်နှာဖုံးရဲ့စွမ်းအားနဲ့အားလုံးကိုလွယ်လွယ်လေးရှင်းပစ်လိုက်ပါတယ်။ယူရီကအဖိုးကြီးနဲ့ဦးဇူခီရဲ့ကျေးဇူးကြောင့်တနက်နဲ့လက်ကိုအေးဆေးဆေးပြစ်နိုင်နေပြီးသူကအရန်ထမှလာတာကြောင့်လူသားဖြစ်တည်မှုကိုဆွန့်လွတ်လိုက်ရတာလားအဲ့လိုမျိုးလူသားဖြစ်တည်မှုကိုဆွန့်လွတ်လိုက်ရတဲ့ဆိုရင်တောင်သူဖြစ်ရှင်တာကသူ့အကိုရဲ့ညီမလေးပဲလို့စိတ်ထဲကနေပြောနေပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲပြီးဆုံးသွားပြီးကျွန်တော်ရဲ့ဗီဒီယိုကိုသဘောကျရဆိုရင် like နဲ့ subscribe ကလေးလုပ်ပေးတော့ဖို့မေတ္တာရပ်ခံချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ